အားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့တောင်ကြီးခရီးရင်တော့ဖြစ်ပါတယ်ကဲလိုက်ကြည့်အောင်ကဲအမြန်လမ်းမှာတော့ကျွန်တော်ကားကြီးစမောင်းပါတယ်ကျွန်တော်ကားမောင်းတော့ရမ်းညင်နေလို့ပြောမှာဗျာလို့ဆိုလမ်းဖြောက်နေတော့ကဲနောက်တစ်ယောက်ပြောင်းပါပြီဟောကားဆရာပြောင်းပါပြီကျွန်တော်အနောက်မှာပဲများနေပါတယ်နောက်မှာဆရာတော်ကတော့လမ်းပြနေအောင်ပေါ့နော်စပြီးတွေ့ရတော့တောင်ပြလမ်းဖြစ်ပါတယ်တောင်ပြရင်ငိုနေပြီနိုင်ရဲ့တောင်ပြရန်ကမောင်ချစ်ကိုအလဲဒါကတော့ကြောက်ကဘာဖြစ်ပါတယ်ကြောက်လေးစီထားတာအောက်လှပါတယ်တော့တောင်ရန်သွားပေါင်းချင်းအနေထားနဲ့ဖညာလို့တပည့်မြင်တွေ့ရတော့ကြက်သူဖျားနဲ့ဆင်တူတဲ့ဖျားငယ်လေးပေါ့နော်ဒီလိုလဲလေလာပါမင်္ဂလာပါကိုတော့စောက်တော့ပဲရှယ်များဦးစီနေပါတယ်ဘယ်မညောဆိုရှယ်ပဲအောက်ကမြေပုံလေးတွေကဘာလုပ်ထားရလဲဟုတ်တော့မရပြန်လဲဝိုးရှယ်ကြီးရှယ်ရောဟုတ်ကဲ့ပါဗျာရရပြီနော်ဟဲ့မျိုးမှာကျိုးဆိုပါတယ်မမရဲ့မောင်လေးခွက်ခကြည့်ပြတောင်ကြီးမျိုးရှမ်းညစေရအထည်တွေကရှမ်းပြည်ကြီးအားလုံးရန်ကုန်မှာဆိုကျွေးတဲ့ပြိုင်ချယူတော့တွေ့တယ်ချာလို့这不烂。အောက်တိုဘာလတက်ချက်လာအောင်မလေးကဲတော့တောက်စီဘယ်လောက်လားမင်္ဂလာပါတောင်ကြီးဆိုတော့ကုန်းမော်ကြီးရောက်နေပါတယ်တောင်ကြီးဆိုတော့တောင်ဖို့လေးတပုတ်ရောက်နေပါတယ်ခလုတ်တိုင်းမယ်ပျော်စရာဆိုတာတို့ရဲ့ကဘာမှာအပြေးပါတောင်မတက်လာတာဒီခါကောင်မလေးတွေမတွေ့တဲ့အတွက်ဒီချေဝမ်းနေနေပါစိတ်မကောင်းဗျာမိတော့မဲသွားတယ်ဒါတော့ကျွန်တော်တို့အင်းလေးကန်သွားတဲ့လမ်းမှာကိုရင်လေးတွေဆုံးမကြွနေဖြစ်ပါတယ်တော့ကားလေးရဲပြီးတော့မှပြီးကြွတာပေါ့နော်ဒါတော့ငလင်တန်ကြောင့်ပြုတ်ခဲ့တဲ့အိမ်ကိုပြန်ဆောက်ထားဖြစ်ပါတယ်ဆက်လေးဆရာတို့အိမ်လေးဆရာလေးနဲ့မိတ်ဆက်ပြအောင်ကိုကျွန်တော်ကိုကြောက်ရှိနေတာအင်းလေးပေါ့နော်ငလင်တန်ပဲလို့ဖြစ်လဲဆိုတဲ့အရာကိုလာကြည့်တာဖြစ်ပါတယ်ချက်ကြည့်အောင်ကျွန်တော်ဒါအရင်တော့ဟိုတယ်ဖြစ်ပါတယ်ပေါ့နော်အခုတော့ရေအောက်ရောက်လာပြီကျွန်တော်စိတ်မကောင်းဆရာပါမယ်အမိုးတွေပဲပြန်တော့တယ်နော်လုံးဝမြုပ်သွားတော့ရောက်သွားတော့လုံးဝခေါင်းလေးတွေပဲပေါ်တော့တယ်ပထမဆုံးရောက်ချင်းဖြစ်ပါတယ်ဒီဘက်ပြည့်ဝမ်းသာပါတယ်ဘယ်လိုပြုလုပ်ဝမ်းသာတာလဲလို့ပြောဒါတော့တမောဦးဝတ်တက်ပြီးတော့မှစတိုင်ထုတ်တော့ဘောနော်နည်းနည်းတော့ရှင်တောင်းရတာပေါ့ဗျာအခုချိန်မှာဆိုလို့ရှိရင်တော့ဒီကဈေးကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ဟုတ်ပါတယ်
ကဲစီစဉ်အားလုံးပြီးသွားပြီဆိုတော့ပြန်လာပြီအားလုံးကိုဆက်ပါတယ်တဒါ